စာလံကျမ်းအခန်းကြီး89ငါသည်ဘုရားသခင်ထံတော်သို့အတန်ကိုလွှင့်၍အော်ဟစ်၏ဘုရားသခင်ထံသို့အတန်ကိုလွှင့်၍ဘုရားသခင်သည်ငါစကားကိုနားထောင်တော်မူလိမ့်မည်ဘေးရောက်သည့်ကာလ၌ငါသည်ထာဝရဘုရားကိုရှာရ၏ညအချိန်၌ပင်လက်ကိုဆန့်လက်နေရ၏ငါဝိညာဉ်သည်တက်တာခြင်းကိုညှင်းပယ်ဘုရားသခင်ကိုအောက်မေ့၍စိတ်ပူပန်ခြင်းရှိစင်ကြင်၍စိတ်ပြည့်ခြင်းသို့ရှောက်တဲ့မျက်စိမှိတ်၍မပျော်နိုင်လှုပ်ရှားခြင်းရှိသောကြောင့်နှုတ်မမွတ်နိုင်လွန်လည်ပြီးသောနေ့ရက်ကို၎င်းရှေးကာလကို၎င်းအောက်မေ့ညအခါ၌လည်းငါသည်ကိုယ်တခြင်းကိုစင်ကြင်၍ကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးသဖြင့်ငါဝိညာဉ်သည်စစ်ဆေးခြင်းကိုပြု၏ထာဝရဘုရားသည်အစဉ်စွန့်ပစ်တော်မူမည်လောနောက်တစ်ဖန်ကျေးဇူးအလင်းမပြုဘဲနေတော်မူမည်လောဂိယူနာတော်သည်အစဉ်ကုန်မည်လောဂတိတော်သည်ကာလအစဉ်အဆက်ပြည့်လိမ့်မည်လောဘုရားသခင်သည်တနာခြင်းကမေ့လျော့တော်မူသလောအမျက်ထွက်သဖြင့်စုံမခြင်းဂိယူနာတော်ကိုချုပ်တီးတော်မူသလောထိုသို့ဆိုသောငါသည်ကိုမိုက်ကြောင်းကိုဝန်ခံရဤအမှုကအမြင့်ဆုံးသောဖယား၏လက်ရာလက်တော်နှင့်ပြုပြင်တော်မူခြင်းပေသည်ထာဝရဘုရား၏အမှုတော်တို့ကိုအောက်မေ့ပါမည်ရှေးကာလ၌ကိုတော်ပြုဘူးသောအံ့ဩဖွယ်တို့ကိုအောက်မေ့ပါမည်ပြုတော်မူသည်များတို့ကိုစင်ကြင်၍စီရင်တော်မူသောအရာတို့ကိုဝတ်ဆိုပါမည်အိုဘုရားသခင်ကိုတော်၏လမ်းသည်တန်ရှင်းခြင်းနှင့်ရင်ပါ၏ဘုရားသခင်ကဲ့သို့အဘယ်မိသောဘုရားသည်ကြီးမြတ်သည်ကိုတော်သည်အံ့ဖွယ်သောအမှုတို့ကိုပြုတတ်သောဘုရားဖြစ်တော်မူ၏လူမျိုးတို့တွင်တကိုးတော်ကိုပြတော်မူပြီးကိုတော်၏လူတီးဟုသောယာကုပ်နှင့်ယောသက်၏အမျိုးကိုလျုံတော်နှင့်ကယ်နှုတ်တော်မူပြီးအိုဘုရားသခင်ရေတို့သည်ကိုရော့ကိုမြင်ကြပါရေတို့သည်ကိုရော့ကိုမြင်၍ကြောက်ရွံ့ကြပါ၏နည်းနည်းရအရက်တို့သည်လှုပ်ရှားကြပါမိုးတိမ်တို့သည်ရေကိုသွန်းလောင်း၍မိုးကောင်းကင်တို့သည်အတံပလံပြုတ်ကြပါကိုရော့၏မြားတို့သည်အရက်ရက်သို့ရောက်ကြပါကိုရော့၏မိုးကြိုးတန်သည်လေပွေ၌ပါလျက်ပြက်သဖြင့်လောကကိုလင်းစေပါ၏မြေကြီးသည်လည်းတုန်လှုပ်ပါကိုရောသည်သမုဒ္ဒရာ၌ကြွတော်မူ၍လမ်းခီးတော်သည်ကျယ်ဝန်းသောရေတွင်ရှိသဖြင့်ခြေတော်ရာတို့သည်မထင်ရှားကြပါမောရှေနှင့်အာယုန်တို့လက်ဖြင့်ကိုရော၏လူများတို့ကိုတိုးစုကဲ့သို့ပို့ဆောင်တော်မူ၏